So just no limit. အင်ဒိုနီးရှား MLB လောကရဲ့ပြရုပ်ပုဂ္ဂိုလ်တဦးဖြစ်ပြီးတော့အင်ဒိုနီးရှားတက်ခွင်မှာလွှမ်းမိုးမှုအရှိဆုံး influencer တယောက်လည်းဖြစ်တယ်လို့ Guinness World Record ကချီးမြှင့်တဲ့ Guinness စံချိန်စု2စုကိုလက်ခံရရှိထားတဲ့ Just No Limit ကိုတော့အားလုံးသိကြမှာပါ။သူ့ရဲ့နာမည်အရင်ကတော့ Toby ရဲ့ Justin ဖြစ်ပါတယ်။ Just ရခဲ့တဲ့ Guinness စံချိန်2ခုကရုပ်ရည်ကြည့်ရင်ရွေးရှင်လုံးပေမဲ့ Just No Limit ရဲ့အောင်မြင်မှုတွေလွှမ်းမိုးမှုတွေကလိလိချထားလို့မရဘူးဆိုတာကိုပြနေပါတယ်။ eSports လက်ချက်မှာအချိန်ခဏတာကစားခဲ့ပေမဲ့ eSports နဲ့ဆိုင်တဲ့ achievement တွေတော့သိမရှိခဲ့ပါဘူး။ eSports သူနဲ့မကတဲ့နေရာလို့ပြောရင်လည်းမှန်ပါတယ်။ဒါပေမဲ့ Just No Limit က MLB eSports မထုံးခိုင်းကာလကလေးက Global Rank No. 1 player အဖြစ်နာမည်ကြီးခဲ့တဲ့အပြင် YouTuber တယောက်ဖြစ်တော်တော်လုပ်ဖြစ်ခဲ့တဲ့သူပါ။ YouTube ကွန်တက်ဖန်တီးမှုကိုပဲတသက်မဲ့တဲ့အာရုံစိုက်ခဲ့တဲ့ Just No Limit ရဆိုရင်အခုချိန်မှာတော့ subscriber စုစုပေါင်း 54.2 million အထိရှိနေပါပြီ။ Just No Limit က MLB Q ဘိုင်းမှာလွှမ်းမိုးမှုအကြီးဆုံး Indo creator ဖြစ်ခဲ့ပါတယ်။ Just က eSports မှာ player ဖြစ်ကစားခဲ့ပြီး NBA IND Season 3မှာအနားယူခဲ့ရပါအခုချိန်မှာတော့မိသားစုပေါ်လေးပိုင်ဆိုင်နေဖြစ်တဲ့ Just ဟာ streaming နဲ့ content creation ကိုသာအာရုံစိုက်လုပ်ဆောင်နေခဲ့တဲ့သူပါ။ Real Life ကိုပြန်လာတော့မှမဟုတ်ပေမဲ့ in game မှာ popularity အမြင့်ဆုံးဖြစ်နေပြီးတော့အရင်တစ်ချိန်ကလို Global No. 1ကိုအချိန်တက်ရောက်ပြခဲ့ဘူး Just No Limit အဖြစ်ရှိနေသေးတာပဲကျင်းနေစရာကောင်းနေပါပြီ။